ဒါကကျွန်တော်တရားဝင်ပေါ့နော်ဒါonline ကနေပြီးတော့ရောင်းချတယ်ဆိုရင် online license တွေလောက်ရမယ် online page တွေလည်းရှိရမှာဆိုတော့ personal account မဟုတ်တဲ့ဒီရဲမော်တော် distribution ပေါ့ကျွန်တော် company limited နဲ့ဒီဖြန့်ဖြူးထားတယ်ပေါ့နော်စေဝါတွေရောပြီးရင်ကျွန်တော်ဆိုင်ကယ်လည်းပါတယ်နော်ဆိုင်ကယ်လည်းပါတယ်အိမ်ရောင်းဝယ်လည်းပါတယ်အဲ့လိုမျိုးလုပ်ငန်းတွေတင်ရတာပေါ့နော်အဲ့အတွက်ကျွန်တော် company လုပ်ထားတယ်လေ2025ရဲ့ company ရှိတယ်ပေါ့နော်အဲ့ဒါ coffee အဲ့ဒီကလုပ်နေတာဟုတ်ဒါပေမဲ့အဲ့ဒါလေးကိုတော့ဟိုလိုပေါ့ online license update ပြန်လုပ်တဲ့ခါကျတော့ page ထောင်ရတာပေါ့နော်ဒီမှာ page လေးနဲ့တင်ထားတယ်ပေါ့နော်အဲ့ဒါကြီးလာပြောတာအဲ့တော့ဒါတရားဝင်ပါเนาะကျွန်တော်အားစားတွေလည်းရှိတယ်လက်မှတ်တွေလည်းရှိရပေါ့နော်အသေးစားစက်မှုလက်မှုတွေလည်းလောက်ရတယ်ပေါ့နော်ဒါလေးတွေပြောတာလွယ်တော့မလွယ်ဘူးဒါပေမဲ့တရားဝင်လောက်တာဘာမှမဖြစ်ဖြစ်ကောင်းပါလေတရားဝင်လောက်တာအကောင်းဆုံးပဲဘာဖြစ်လဲဆိုတော့ကိုယ်ထောက်မဲ့တွေလည်းထောက်လို့မရဘူးကွာနော်ဟိုလိုပေါ့ဒါကမြန်မာနိုင်ငံမှာနေဥပဒေရလေးစားပါပေါ့နော်ဒီမှာလို့ဒီလိုပဲသွားမှာပဲလေ online ဆိုရင်လည်း online က license လိုတယ် license လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအကုန်ဖက်ကနေပြည်စုံလုပ်ထားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မျိုးသမီးနဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင်အသေးစားစမှုလက်မှုလို့ခေါ်တယ်ပေါ့တဲ့လားအာဆာလို့ခေါ်တယ်တော့အာဆာ license ရှိရတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါလေးကြောင့်မလို့တော့အာဆာဆိုရင်ဒါဒီတဘာကော်ဖီစစ်ဒါမှတ်ပုံတင်ထားတယ်မှတ်ပုံတင်ထားတယ်လည်းရှိတယ်ပြီးတော့အာဆာလက်မှတ်လည်းလိုတယ်ပြီးရင်ဘာလို့လိုလဲပြပြမယ်ကော်ဖီလောက်ထားလေးကိုပြီးရင်တော့အဲ့ဒါပြီးတော့စမှုလက်မှတ်ပုံတင်အမှတ်လည်းလိုတယ်နော်ပြီးရင်ခုနပြောသလိုပေါ့နော် online မှပုံတင်ဖို့လည်းလုပ်ရတယ်ပြီးရင်ခုနဘာလုပ်ရသေးလဲဆိုရင်ဘာကုတ်ပါလို့လဲတော်လေးမလွယ်ဘာကုတ်ပါလို့လဲအဲ့ဒါမျိုးလည်းကောင်းပါတယ်ကိုယ့်တို့ဟာကိုအတုပါလုံးလို့မရဘူးလေဘာကုတ်ပါတော့ license ထက်ရှောက်ရတယ်ခွန်နေလဲဆောင်ရတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါတွေကတော့ coffee လုပ်ငန်းကိုဒါကိုကစိုက်တာလည်းမဟုတ်ဘူးဒါတော့မှကိုကဒီရောင်းချတာပဲဖြန့်ဖြူးတာပဲတော့မှအဲ့လိုမျိုးတွေရှိတယ်လုပ်ရတယ် coffee ထည့်ရတယ်ဒစိတ်ကဲရတယ်ဆိုရင်အဲ့ဒါလေးတွေလုပ်ရတယ်ပေါ့နော်ဒါလေးကိုပြပြတာဟိုလွယ်လာပြောလိုက်မော်လာပြောရင်ကျွန်တော်ပြောတာသူများစီးပွားရေးကွာဒါကျွန်တော်စီးပွားရေးတွေကွာကျွန်တော်တမာအာဇီဝလုပ်နေတယ်မဟုတ်ဘူးကျွန်တော်တခြားတမာအာဇီဝလုပ်နေရကွာတခြားမဟုတ်တာလုပ်နေလည်းမဟုတ်ဘူးကော်ဖီရောင်းတာအစားလာတိုက်ခိုက်တယ်ဆိုရင်ကျွန်တော်မှကိုပိုင်ရှင်းနေလည်းရှိတယ်ပြီးတော့လူတွေမသိသေးတာကျွန်တော်က international law တရားဝင်ယူထားတယ်ကျွန်တော်ဆောင်ဝဲဖြေတယ်အဲ့တော့ not loss in hand လို့ကတော့ဖန်ခံတယ်ကျွန်တော် international law ယူထားတယ်ကျွန်တော် DIA လက်မှတ်ရတယ်နော်ရှိတယ် DIA လက်မှတ်ရှိတယ်ကျွန်တော်ကဝါသနာပါတယ်ဥပဒေလည်းဖတ်တယ်ပေါ့နော်ဥပဒေလည်းလေ့လာတယ်ပေါ့နော်အဲ့တော့ဟိုလိုပါဒါလေးသိအောင်လုပ်ပါကျွန်တော်ဘဏ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆိုရင်ကျွန်တော်ဟိုပေါ့ဒါစားရဆန်ရဆိုရင်လုပ်တက်တယ်ပေါ့ခွန်နှစ်တိုင်းဆောင်ထားတယ်ပိုင်ဆိုင်မှုတွေဆိုလည်းနာမည်ပေါက်တွေလုပ်ထားတယ်ချိန်ပြီးဘဏ်နဲ့ချိန်လို့လည်းလွယ်တယ်သူကလုပ်ငန်း license တွေလည်းရှိတယ်ခွန်တွေလည်းဆောင်ထားတယ်ဒါကျွန်တော်လုပ်တိုင်းတဲ့ပေါင်နဲ့ကျွန်တော်လုပ်ပေးတာပါနော်ကျွန်တော်စီးပွားရေးလုပ်တာမဟုတ်ဒိုင်မင်းမဒိုင်လိုတယ်ချက်လိုက်လို့သူများထောက်လို့မရဒိုင်လိုတယ်ပြီးရင်ကိုပိုင်ရှင်းနေလဲခေါ်ထားတယ်ပေါ့နော်အဲ့တော့ပြပြတာဒါလေးကိုလည်းပြပြတာဟို coffee အောင်တော့လာတိုက်ခိုင်